ကျွန်တော်စိတ်ပူရမယ်ဘာလို့ဆိုဒါဗန်အတွက်ပထမဆုံးအချိန်9ချီပွဲကိုထိုးရမှာကြောက်ပါအတွေ့အကြုံပိုင်းမှာတော့ပန်ဒိုဟာပိုပြီးအားသာနေရယ်ချန်ပီယံဟောင်းတွေထိပ်တန်းဖိုက်တာတွေများစွာနဲ့ရှင်ပြိုင်ခဲ့တဲ့36ပွဲအတွေ့အကြုံကအဖိုးဖြတ်လို့မရနိုင်ဘူးလို့ပြောလို့ရတယ်ဇွဲလုံးကအပိုင်းကိုကျင့်လိုက်ရင်လည်းဘဝဇက်ကြောင်းတွေကဒီပိုင်းမှာတရေလို့ပြောနိုင်တယ်ဆင်းရဲမှုကနေရုံထွက်လာတဲ့ပန်ဒိုဟာနဲ့စစ်ပေးကြောင်စခန်းကနေကမ္ဘာအဆင့်ထိတလန်းလာတဲ့ဗန်သူတို့နှစ်ယောက်လုံးမှာရဲရဲမီဇွဲမလျှော့တက်တဲ့နှလုံးသားကိုယ်စီရှိနေကြတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားအသက်ကွာခြားချက်ကြီးမားတဲ့စိတ်ဝင်စားစရာတော့ကောင်းနေပါပြီလူငယ်ခြေထက်တစ်ယောက်နဲ့ဝိုင်းကစားသမားတစ်ယောက်ဘသူဘက်ကအလေးတာသွားမလဲဆိုတာကျွန်တော်တို့အားလုံးတော့စောင့်ကြည့်ရမှာပါနီးစနစ်အပိုင်းမှာတော့ striker နဲ့ dribbler ဖြစ်လို့ရလက်ကတော့ပြောရတော့ခက်တယ်သူ့ပိုင်းနဲ့သူနှစ်ခုက MMA အောက်မှာသာဝင်ပေမဲ့တိုက်ခိုက်တဲ့ပုံစံတွေကမတူကြဘူး striking လုပ်ပြီးတော့ကျွန်တော်မယမနာထိုးတဲ့နေရာမှာ van ကအသာရပြီးတော့ကျွန်တော်နဗန်းချုပ်ကွက်တွေနဲ့ထိုးတဲ့နေရာမှာပန်ဒိုဟာကကြတော့အသာရနေတယ်ဒါဆို